အာဖဂန်နစ္စတန်နိုင်ငံမှာတာဝန်ကျနေတဲ့အမေရိကန်စစ်သမီးလေးအန်နာဟာမီတာ300လောက်အကွာမှာရှိတဲ့လက်နက်ကန်အုပ်စုတစုစီကို RPG နဲ့ချင်းရွေလိုက်ပါတယ်။သူမပစ်ခတ်တော့မယ့်အချိန်မှာပဲအရသားတွေတင်လာတဲ့ဘတ်စကားတစ်စီးကလက်နက်ကန်တွေရှေ့ကနေရုတ်တရက်ဖြတ်မောင်းသွားပြီးသူမရဲ့ပစ်ကွင်းကိုပိတ်လိုက်ပါတယ်။လီဆာကတော့အခြေအနေကိုမြန်မြန်ဆန်ဆန်တုံ့ပြန်တဲ့အနေနဲ့သူမရဲ့ဆိုင်ကယ်ကိုခုန်တက်ပြီးဘတ်စကားကိုတားဖို့အတွက်ရှေ့ကိုမိုင်ဝက်လောက်အမြန်မောင်းထွက်သွားခဲ့ပါတယ်။ထိတ်လန့်သွားတဲ့ကားဆရာကဘရိတ်ကိုအတင်းအုပ်လိုက်ပြီးဟွန်းတွေကိုလည်းတရက်ဆက်တီးပါတော့တယ်။အန်နာကလည်းကားကိုရပ်ဖို့ကြိုးစားခဲ့ပေမဲ့အရှင်ကအရမ်းများနေတာကြောင့်ဘတ်စကားကိုဝင်တိုက်မိသွားပါတယ်။သူမဟာကားထဲမှာညှက်နေပြီးလွတ်လို့မရဖြစ်သွားခဲ့ရပါတယ်။လက်နက်ကိုင်ရန်နိုင်ကြီးနီးကပ်လာတဲ့မြအန်နာရဲ့အဖွဲ့သားတွေက RPG တွေကိုအမြန်ပြင်ဆင်ကြပြီးစနိုက်ပါသမားတွေကလည်းနေရာယူလိုက်ကြပါတယ်။လက်နက်ကိုင်တွေရဲ့ကားကထောင်ချောက်ပုံးကိုနင်းမိလိုက်တာနဲ့တပြိုင်နက်ပောက်ကွဲသွားပြီးလမ်းဘေးကတက်တိုင်ကိုလဲကျသွားစေခဲ့ပါတယ်။ပြတ်ကျသွားတဲ့တအားလိုင်းတွေကနေမီးပွားတွေထွက်လာပြီးပစ်ကတ်ကားတွေသွားမဲ့လမ်းကိုပိတ်ဆို့လိုက်ပါတယ်။အဲ့ဒီနောက် RPG တလုံးပစ်လွတ်လိုက်တဲ့အခါမှာတော့အကြီးကျယ်ပောက်ကွဲသွားပါတော့တယ်။ဒုတိယမြောက် RPG ကတော့လက်နက်ကိုင်တွေရဲ့တန်းချက်ကားကိုအပိုင်းပိုင်းအဆအဆဖြစ်အောင်ဖျက်ဆီးပစ်လိုက်ပါတယ်။အန်နာကတတိယမြောက် RPG ကိုထပ်မံပစ်ခတ်ပြီးနောက်ထပ်ပစ်ကတ်ကားတစ်စီးကိုဖျက်ဆီးပစ်ပြန်ပါတယ်။အဲ့ဒီနောက်မှာတော့သူမနဲ့စနိုက်ပါတို့ပူးပေါင်းပြီးကြံနေတဲ့လက်နက်ကိုင်တွေကိုတယောက်ပြီးတယောက်ရှင်းလိုက်ကြပါတယ်။လီဆာကတော့အာဖဂန်အဖိုးကိုတယောက်ကိုဖမ်းဆီးပြီးဓာတ်စကန်အဖြစ်ထားလိုက်ပါတယ်။ဒါကတော့သူတို့ရဲ့အဖမ်းခံထားတဲ့အဖွဲ့ဝင်နဲ့ပြန်လဲလွယ်ဖို့မျှော်လင့်ချက်တွေပါ။ဒါပေမဲ့သူတို့ဒီဆုတ်ခွာဖို့ကြိုးစားတဲ့အခါမှာတော့လီဆာကသူမရဲ့ဆိုင်ကယ်မှာညှက်နေတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့ခြေထောက်အုပ်ပိုင်းကိုဖြတ်ထုတ်လိုက်မှသာလွတ်မြောက်နိုင်တဲ့အခြေအနေဖြစ်နေတာပါ။လက်နက်ကိုင်အုပ်စုကြီးကပိုနီးကပ်လာပြီးဖြစ်လို့အန်နာတယောက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ရပါတယ်။လီဆာရဲ့ခြေထောက်ကိုမဖြတ်ချင်တာကြောင့်သူမကိုခဏချန်ထားခဲ့ပြီးဓာတ်စကန်နဲ့ပြန်လဲဖို့ကိုသဘောတူလိုက်ပါတယ်။အဲဒီနောက်သူမဟာကားနဲ့အမြန်မောင်းထွက်သွားပါတော့တယ်။ဒါပေမဲ့လက်နက်ကိုင်တွေကအခြေအနေအလုံးကိုတိုက်ရိုက်ထုတ်လွှင့်ပြသပါတော့တယ်။ကင်မရာကြီးရှေ့မှာပဲသူတို့ကလီဆာကိုတွေးပြအောင်ရက်ရက်ဆက်ဆက်ဓာတ်နဲ့ထိုးတက်လိုက်ကြပါတယ်။ဒါကိုကြည့်နေရသူတွေအားလုံးထိတ်လန့်တုန်လှုပ်ထားကြပါတယ်။အန်နာဟာဒေါသတွေအလိမ့်လိုက်ထွက်လာပြီးဖမ်းမိထားတဲ့လက်နက်ကိုင်ကိုပြတ်တက်ဖို့အထိဖြစ်သွားပြီပဲတာဝန်ပြီးဆုံးဖို့အတွက်သူမကိုသူမပြန်ထိတ်လိုက်ပါတယ်။သူမဟာအဖိုးကိုရဲ့ဖုန်းကိုသုံးပြီးလက်နက်ကိုင်တွေစီကိုတီနေရပို့လိုက်ပါတယ်။သူတို့ခေါင်းဆောင်ကလူလုတ်ပြီးရှာခိုင်းတဲ့အခါတော့အဖိုးကိုအမေရိကန်ဒေါ်လာတွေအပြည့်ထည့်ထားတဲ့အိတ်တစ်လုံးနဲ့အတူအခန်းတစ်ခန်းမှာတွေ့လိုက်ရပါတယ်။ခေါင်းဆောင်ဖြစ်သူကတော့ကြည်နက်သွားပြီပဲအန်နာကအဲ့ဒီအိတ်ထဲမှာခြေထောက်ခြံဆက်ကိုခွဲထားတာကိုတော့သူလုံးဝမသိပါဘူး။နောက်ထပ်ဘာတွေဖြစ်လာတော့မယ်ဆိုတာကိုသူလုံးဝကိုမရိပ်မနာပါဘူး